ဖြာတစ်ခုကတော့ညီမတို့ကအမြဲကြီးဖြစ်တယ်ဒီကအရင်လာအရင်အားလာလားဟိုကအရန်နေတဘောကြလားကိုကလက်ကကွာလုံးမဖြစ်အောင်ဟုတ်တယ်ဟိုမတို့အဖျားလေးကိုညှမ်းလိုက်မယ်ကောက်သားလေးကုံအောင်ပါနော်နည်းနည်းလေးအားခဲပြီးတော့မွေးရမှာဟုတ်နီးပဲလာခဲ့လိုက်နည်းနည်းချင်းဆိုင်ပဲဆိုတော့လာအောင်လာခဲ့မှာအဲ့လိုညက်ပြီနော်ညက်လိုက်တာ 1 2 3 4 1 no